ဒီတစ်ခေါက်ကဘယ်လိုကြည့်ရမလဲဆိုတော့ main ကလေးကြီးကြည့်ပါကျွန်တော် V007 ကိုလေသာနဲ့ရွှေရောင်လေးပြပေးမယ်တော်တော်လေးလှတယ်တက်နေရပါတော့အားလုံးကတီးပြီးသားပဲဒါပေမဲ့ကျွန်တော်လည်းပြနေကြမဟုတ်တော့ပြပေးမယ် main လေးတွေအများကြီးရှိပါဗျာကျွန်တော်ကလည်း main ကလေးကိုပြပြမတင်သေးဖြစ်နေရပါတော့ဆိုတော့လိုချင်တယ်ဆိုလို့ရှိရင်လာမေးပြပါအားမနာပါနဲ့ကျွန်တော်လေးနော်အဲ့ဒါရှိတယ်ဒါကျွန်တော်တစ်ခါထုတ်လိုက်မယ်ဒီကောင်တန်လေးတစ်ခါဆွဲထုတ်လိုက်မယ်ကျွန်တော်ရဲ့ဟိုဟာလေးခန်းတဲ့ခွက်လေးကျွန်တော်ကြံခဲ့တယ်အဲ့လိုပဲတရားတွေခတ်ပြီးတော့အဓိကပစ္စည်းပို့ချင်တာဗျာပစ္စည်းတွေကဝင်ဖို့ဝင်တဲ့ခါလဲဝင်တဲ့ခါလဲမဝင်တော့ကျွန်တော်ရှာတော့မှဟောလို့ရှင်တော့စိတ်တွေကအဲ့ဘက်ကိုရောက်ရိုက်တာလေးတော့အေးသေးမရပြည့်တော့ပိုင်းဟောရိုက်တာအဲ့တော့ဒီမှာရွှေအောင်လေးဗျာမပြောနေဒီကောင်လေသာလေးတိုင်မယ်ဒါကျွန်တော်ကလုံးထုတ်လိုက်မှာခဏလေးပြေးလာပါတော့ yes let's go okay yes you ဒီကောင်လေးကတိုင်တူတူပဲလေသာနဲ့ကြိုက်တဲ့တယောက်ကလေသာမှာ all black လာတယ်ပြီးရင်ဒီကောင်ကကျတော့ရွှေ all ရွှေလိုချင်တဲ့အမလားညီမလားပေါ့နော်အဲလာပြီးတော့မေးတယ်ဆိုတော့ဒီဟာလေးရောမကန်တိုင်းလေးတန်ကတော့တော်တော်များကယ်ဆီယိုထဲမှာကဟိုမဘတ်ထဲမှာဆိုအပေါက်ဆုံးထဲမှာပါတယ်သူကunisex ဆိုတော့ပြောတာ lady wear တွေပါတကယ်ကြတော့ lady wear ပြီးတော့ကျတော့နည်းနည်းလေးကြစ်လေးနဲ့လက်လဲမရွေးဘူးလက်သေးတာကြီးတာစသဖြင့်အဲ့ဒါလေးတွေမှာလည်းပို့ပြီးတော့ကောင်းတယ်ပေါ့ဗျာပြီးတော့မိန်းကလေးလက်လေးနဲ့လိုက်တယ်ဆိုတော့ပြီးတော့ဒီကောင်ကပွဲတိုးတယ်အဓိကဘယ်လိုပွဲတိုးလဲဆိုတော့ဟိုတော်လာဘဲ outfit နဲ့မစိုးအချက်ကလေးဒီကောင်နဲ့ချစ်ဖို့ကောင်းတယ်ဆိုတော့ဒါရွှေလေးရင်ပြမယ်ကယ်ဆီယိုဆိုပြီးဒီကောင်ရဲ့အပတ်ကဒီလိုမျိုးသွားပါတယ်ခွာလိုက်ရပြီအဲ့စီနဲ့ဒါတော့အဂျက်စီဘက်ကကိုလိုတဲ့ပုံမူတည်ပြီးတော့ကိုလက်ပုံမူတည်ပြီးကြိုက်တဲ့နီးလက်မှာလက်တိုင်းလို့ရတယ်အနောက်မှာကျွန်တော်ပြနေကြ CMG လိုကိုဘယ်လောက်တေးသေးကြီးကြီးเนาะဒီလိုကိုပါတယ်ရောင်ပြန်ပါတယ်เนาะတချို့ကလည်းရောင်မပါပဲကျန်းတာရှိတယ်ကျွန်တော်ပြောလိုက်တော့မှ CMG ကိုကတ်ပြီးတော့ကျွန်တော်သိတယ်เนาะအဲ့ဒါလေ CMG ကိုကတ်ပြီးတော့ရောင်ပြန်ပါမလာတဲ့ဟာလည်းရှိတယ်ဆိုတော့ရောင်ပြန်မဟုတ်ဘူးအဓိကတော့ကျွန်တော်အမြဲတမ်းကယ်ဆီယိုကကျွန်တော်ပြောချင်တာမြန်မာပြည်မှာရှိတဲ့ကယ်ဆီယိုတို့တခြားနိုင်ငံကယ်ဆီယိုကျွန်တော်ဘာမှမပြောဘူးကျွန်တော်ပြောချင်တာဂျပန်အတိုင်းမှာလည်းကျွန်တော်မှ CMG ပါကြီးမှပါမှာဗျာဒါရှင်းတယ်ဒါပေမဲ့ထိုင်းကနေ official ရောင်းတဲ့လုံးမှများဒီရပါတယ်အဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့ဘာပဲဖြစ်ကျွန်တော်ကတော့ official လုံးတွေတန်တန်မှန်မှန်စစ်လေးလုပ်တယ်ဆိုတော့တီးပြီးသားဒါလည်းကျွန်တော်ကထပ်ပြောတာကျွန်တော်နိုင်တိုင်းမှာပြောတယ်ဘာလို့နိုင်ကပြောမှရမှာမဟုတ်လို့ဈေးလေးများတယ်ဈေးများတဲ့လျောက်ကိုရသွားတဲ့အချိန်မှာဘယ်ပစ္စည်းမဆိုပါကိုကဟိုပေါ့ပေးလိုက်ရတဲ့ဟာနဲ့တန်အောင်ကျွန်တော်ရသိချင်တဲ့စေတနာပါကျန်တာတော့ဘာမှမဟုတ်ဘူးအဓိကတော့ကျွန်တော်ပေါ်လာလေတွေ့မှာ line မှာရှိသမျှအတုတွေထိုင်းထက်ပေါ်တဲ့အတုနေရာမရှိဘူးတရုတ်ကလည်းပေါ်ပေမဲ့ဒီထိုင်းမှာကျတော့ထိုင်းရထုတ်နေရလဲရှိတယ်တရုတ်ကထုတ်နေတဲ့ဟာလည်းရောက်နေရရှိတယ်အစုံပေါ့ဗျာဒီ brand မှာပြောတာမဟုတ်ကျွန်တော်ပြောနေတာဘယ်ဟာမဆိုခေါင်းလျှော်ရေးဘာညာအစားတော့အတိတ်ကြီးရစားတော်ရည်ကြီးရစားဟိုအစုံပဲဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ဒီဘက်မှာနည်းနည်းလေးဒီလုပ်ငန်းလေးတွေလုပ်နေကြဆိုတော့ဒီဟာတွေကိုဘယ်နေရာမှာဘာရှိလဲဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်ဘယ်သူကဘာရောက်နေလဲကောင်းကောင်းသိတဲ့ခါကျတော့ဒါမျိုးလေးကိုကျွန်တော် sharing လုပ်ပေးတာကျန်တာဘာတစ်ခုမှမပါဘူးနော်ကျွန်တော်ပေါ်လာတဲ့အတွက်ကျွန်တော်ရဲ့ဝယ်သူဖောက်တဲ့အတွက်ကိုဒါကျွန်တော်အမြဲတမ်းဒီတကားပါပေးနေတာဖြစ်တယ်အဲ့တော့ဘာပဲဖြစ် knowledge အလက်လေးရသွားပြီဆိုလို့ရှိရင်ကိုဘာလို့တင်လဲဆိုတဲ့အားမျိုးလေးရှိတာပေါ့ဗျာနော် okay ဆိုတော့ဒါလေးကဒီမှာဒီရောမကနန်းလေးပါတယ်အော်ရွှေနဲ့လာတယ်သူကရွှေအတောက်ကြီးမဟုတ်ဘူးအဲ့ဒါကျွန်တော်သဘောကျတယ်ပြီးတော့သူကရွှေဒီလို matte ရွှေလေးကိုဒီမှာပေါ့ line မှာအပြောင်လေးပေါ့ bling chrome လေးပြန်ထည့်ထားတယ်အဲ့ကောင်လေးတွားလို့ရတော်တော်လေးလှအဲ့ဒါလေးကနော်ဆိုတော့ကျွန်တော်မပတ်ပြတော့ဒါလေးအရင်ချစ်ဖို့ကောင်းတယ်မင်းလေးလက်ပေါ်မှာအရင်လှတယ်နော်โอเคဆိုတော့ကျွန်တော်ဒါလေးခဏလေးဒီမှာချလိုက်မယ်ချလိုက်မှမချရဘူးဆိုတော့တင်လိုက်မယ်နော်โอเคဆိုတော့ဒီမှာလေသာလည်းဒီတိုင်းပဲလေသာသဘောတော့ဒီမှာလည်း CMG တွေ့ရမှာတယ်ကျွန်တော်ဖြုတ်တော့နော်တွေ့ရမှာတယ်နဲ့သူလည်းဒီလိုလေးပဲကျွန်တော်မခွာတော့ဘူးရောမကန်တော့ all black ဆိုတဲ့ပုံစံကဒီကျိုးလဲ black အထက်ကဒိုင်လဲ black အဲ့တော့မှဒီကောင်လေးရွှေရှိမယ်နော်စတီးကိုမှဒီအထဲမှာထိုင်ပြောင်းမယ်ဗျာငွေတိုင်လာမယ်တခြားအညိုလေးတွေပါစသဖြင့်အဲ့လိုဒိုင်မျိုးစုံအရောင်လေးပြောင်းသွားမယ်ကျိုးလေးလည်းကျိုးညိုရတယ်ကျိုးမဲရတယ်ကျိုးဖြူတော့မရဘူးဆိုတော့အဲ့လိုလေးရှိတယ်ဒါပေမဲ့လေသာသမားတွေအကုန်လုံးကဘာလို့လို့ရလဲဆိုတော့ဒီလေသာတွေကကျွန်တော်လေသာပတ်မယ်ဆိုလို့ရှိရင်အများတန်း3လတစ်ခါ4လတစ်ခါစကိုပတ်တဲ့ပုံမူတည်တာဟုတ်လေကျွန်တော်တို့အကျန်းလေသာကိုကျန်းပတ်တာကြိုက်တယ်ဒါပေမဲ့အဲ့လို2လတစ်ခါကျွန်တော်လဲရကျွန်တော်တော်တော်ကျန်းနဲ့ပတ်ပါတယ်အရင်တော့ပေါ့ဆိုတော့ကျွန်တော်လေသာပတ်ခဲ့တော့ဆိုတော့အဲ့လိုမျိုးကြတော့လေသာသမားတွေကလည်းလေသာကိုတက်အဲ့လိုလေးကျိုးတွေပါ accessory လိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှလာမေးပေးပါကျွန်တော်ပြောပေးမယ်ဒီကောင်တော့ original မဟုတ်လေဒါတွေကတော့သူကတော့ne တရုတ်ဖြစ်များတယ်ကျွန်တော်တရုတ်ကပဲကျွန်တော်မှားတာများဒီမှာလည်းရှိမှာပြောချင်တာဟိုကိုယ့်ကိုစောင်းထားပြီးတော့ကိုယ့်အောင်ချက်တယ်လို့ပင်လေးထောက်ပြီးလဲလို့ရတယ်ကိုမလဲနိုင်လဲဟိုမှာပါလဲနိုင်ဆိုင်မှာသွားပြီးတော့ကျိုးလေးလဲပေးပါဆိုလဲလို့ရအများကြီးတော့မကုန်ပါဘူးအခုတော့ဘယ်လောက်ယူနေလဲကျွန်တော်တို့တော့900လောက်ဆိုရပြီ okay ဆိုတော့ let's go ဒါကျွန်တော်ပြပြီးတာတန့်ငယ် lady wear လေးတွေပါလက်ဆောင်ပေးသည်ဖြစ်စေဟိုကောင် outfit လေးနဲ့မြန်မာပဲဝေးအင်္ဂလိပ်လိုပဲဝေးထိုင်းလိုပဲဝေး outfit လေးရလေတမျိုးလေးဆန်းတယ်လှတယ်ငိမ့်တယ်အဓိကရိုးရှင်လေးနဲ့ငိမ့်တယ်အဲ့ဒါတွေကအရမ်းမိုက်တယ်နော် okay ဆိုတော့ကျေးဇူးများတင်တယ်ဒါ lady wear လေးတွေပါ lady တွေ enjoy ပါ
တက်တာ